ဒီပွဲမှာမမောင်လင်းသွင်းသွားတော့ကျွန်တော်တို့အရန်ပျော်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပျော်တဲ့အပျော်ကရင်နာနာနဲ့ပျော်ရတယ်လို့ဖြစ်ဘာလို့လဲဆိုတော့တော့ဒီအာရှအော်စတာအသင်းဆိုတာကကျွန်တော်အာရှထဲမှာရှိတဲ့နိုင်ငံအသီးသီးကဒီကောင်းတဲ့ကစားသမားတွေကိုရွေးတယ်ပေါ့ရွေးတဲ့အထဲမှာဒီမလေးရှားဆို9ယောက်ထိုင်းဆိုရင်2ယောက်ကျွန်တော်သိရသလားပေါ့နော်ကျွန်တော်မြန်မာဆိုလို့ရှိရင်1ယောက်ပဲပါတယ်ဒီမောင်လင်းလေး1ယောက်ပဲပါတယ်ပါတော့မှကျွန်တော်မှအရန်ကစားသမားအနေနဲ့ပါတာဝင်စောရတဲ့အချိန်ရတယ်ကျွန်တော်ဒုတိယပိုင်းကြော်ရောမှကျွန်တော်ဝင်စောရတယ်ဒါပေမဲ့လေးစားဖို့ကောင်းတာဒီကလေးကသူရတဲ့အချိန်လေးမှာပဲဒီမြမကုံစောင်းပေးသွားနိုင်တယ်နော်တကယ်လေးစားပါတယ်ရင်နာရတယ်ဆိုတဲ့အဖြစ်ကတော့ကျွန်တော်မြမအားကစားကနှိမ့်ကြနေအောင်ကျွန်တော်လက်ခံတယ်ဒါပေမဲ့အာရှာထဲမှာကကျွန်တော်တို့မြမအားကစားကိုနှိမ့်ချတာသလိုဖြစ်နေကျေးဇူးပါ